The winter will be hard with so ရှေး little. အခါမြတ်စွာဘုရားလက်ထက် As long as we have each other, 15နှစ် we အရွယ် have မဟာတုတ်သည်ဆင်းရဲနွမ်းပါးစွာနေထိုင်လျက်ရှိ၏နေ့စဉ်အလုပ်ကြိုးစားရတော့လဲသူ၏ဘဝသည်မပြေလည်နိုင်သေးပေ The winter will be hard with so little. as long as we have each other, we have hope. If the rains don't come soon, သူ I ၏ဘ don't ဝ know သည် what မ we ပြေ will လည် do. နိုင်သေးပေ We တနေ့ faced တွင် worse မဟာတုတ်သည်ဇနီးနှင့် As အတူ long as ဘ we ဝ are အခက်အခဲများကို together, there is hope. တိုင်ပင်ဆွေးနွေးလေ၏ထိုအခါသူတို့နှစ်ဦးသည်ရှိသမျှအနှဲငယ်ဖြင့်ပင်စွန့်လူမည်ဟုဆုံးဖြတ်ကြလေ၏ I worry about the journey ahead. It is long and dangerous. But you must go. Our family is counting on you. They need this more than we do. I agree. It is the right path. တရားတရားပြေဝစွာဖြင့်စွန့်နှဲငယ်ကိုတန်ရှင်းစွာပြင်ဆင်ကြလေ၏တရားတရားပြေဝစွာဖြင့်စွန့်နှဲငယ်ကိုတန်ရှင်းစွာပြင်ဆင်ကြလေ၏ထိုအချိန်တွင်မြတ်စွာဘုရားသည်သူတို့၏တရားကိုသိမြင်တော်မူ၍အိမ်သို့ကြွလာတော်မူမည်မဟာတုံးနှင့်ဇနီးတယ်တို့သည်အလွန်ယိုသေးကြီးမျိုးစွာဖြင့်စွန့်လူတန်းကြလေ Receive this၏ blessed bowl. May it bring you peace and enlightenment on your path. It is awakening. A ထိုအလူ၏အကျိုးကြောင့်မဟာတုတ်၏ဘဝသည်ပြောင်းလဲမည့်အခြေအနေသို့ရောက်ရှိလာလေ၏မင်းမှုမတ်နှင့်တရေများသည်ဤအလူ၏တံမိုးကိုသိမြင်၍ရွှေငွေများဖြင့်ဝယ်ယူလိုကြလေ၏သူတို့သည်အလူအယက်တံမိုးကြီးစွာခံရကြတော်လဲမဟာတုတ်သည်လောဘမရှိဘဲတရားကိုသာအလေးထား၍ထိုရများကိုမြင့်တယ်လေ My၏need is greatest. The house, it's magnificent. ထိုအခါဖျားဖုံးတော်ကြောင့်သူ၏တဲဆုပ်အိမ်သည်အံ့ဖွယ်ကောင်းစွာပြောင်းလဲလာ၏မဟာတုတ်သည်ချမ်းသာကြွယ်ဝလာပြီးယတနာများနှင့်ပြည့်စုံတော်လဲအလူဒါနကိုဆက်လက်ပြုလေ၏ Thank you, Mahaduta. We are saved. နောက်ဆုံးတွင်မဟာတုတ်သည်မြတ်စွာဘုရားအားအမြဲတမ်းကြည်ညိုကိုးကွယ်လျက်ကုသိုလ်တရားဖြင့်ဘဝကိုပြည့်စုံစေ Receive ခဲ့ this လေ၏ blessed bowl.